ပြီဘယ်လုံးတော့ဒီမောစိတ်အောင်ချစ်တဲ့ဖေသားမှာတော့လူဒီကိုကောင်းနေကြတော့စီလောမေတချဲကိုခဏလောက်ကောလွယ်ပြီးတော့သူဟာရှိခွေဆုံးနေတယ်ဝေးပိုက်တော့ပြုံးလို့ပေတော့မသိတယ်တောင်းအကြည့်ဟောဖေးရင်စုချီရောက်ပြီးလေယူမတဲ့ပါရေမဝဲတဲ့ရေသွေးလေးကိုချီတော့မပေါ်ပါဘူးတန်ပြောခွေးစားရှိဝသိရုံးထွက်ချီ